အနောက်ဘက်ကမ်းယိုတန်းပေါ်မှာရာဇုန်ဟန်များစွာကြာအောင်အချင်းအလွာကိုဖြတ်တန်းလာခဲ့တဲ့မြေတမြေဖြစ်ပါတယ်။ပင်လေလွိုင်းတန်းနဲ့လေညင်အေးချာမှာရာခိုင်လူမျိုးတို့ရဲ့တမိုင်းဟာတိတ်တဆိတ်မျက်နှာမူနေစေပါပဲ။ဒီမြေဒီရဲ့မှာရိုးသားမှုတတိနဲ့ကိုယ်အမျက်ကိုချစ်မြတ်နိုးတဲ့စိတ်ဓာတ်တွေအစားပြုခဲ့ပါတယ်။ရှေးဟောင်းခေတ်တွေကိုပြန်ကြည့်မယ်ဆိုရင်ရာခိုင်ပြည်မှာတိုင်နဂါဝဲတောက်လီလိုနိုင်ငံတော်တွေတည်ရှိခဲ့ကြပါတယ်။အဲ့ဒီအချိန်တွေမှာရာခိုင်ဟာကိုယ်အုပ်ချုပ်ပြေကိုယ်ရင်ကျေးမှုနဲ့ကိုယ်ပါတာရေးကိုတိုင်ထိမ့်သိမ့်နိုင်တဲ့နိုင်ငံတနိုင်ငံအဖြစ်ရှေ့တည်ခဲ့ပါတယ်။ကြောက်စာတွေရုပ်တုတွေနန်းတော်အကျွင်းအချန်တွေဟာဒီမြေဒီရဲ့တပ်တွေတွေဖြစ်နေစေပါပဲ။အချိန်တွေဆက်လက်ရွေ့လျားလာတဲ့အခါမြောက်ဦးခေတ်ဟာရာခိုင်သမိုင်းထဲမှာအရေးကြီးဆုံးအခန်းကဏ္ဍတစ်ခုဖြစ်လာခဲ့ပါတယ်။မြောက်ဦးမြို့ဟောင်းမှာနန်းတော်တွေဖျားပထိုးတွေတည်ဆောက်ပြီးနိုင်ငံတော်ကိုခိုင်မာအောင်တည်ဆောက်ခဲ့ကြပါတယ်။အဲဒီခေတ်ကာလမှာရာခိုင်ခါပင်လေကုန်တွေရဲ့အတွက်အရေးပါတဲ့နေရာတစ်ခုဖြစ်လာပြီးနိုင်ငံခြားယဉ်ကျေးမှုတွေနဲ့ပါဆက်တွဲနိုင်ခဲ့ပါတယ်။ဒါပေမဲ့ရာခိုင်သမိုင်းဟာအောင်မြင်မှုတွေနဲ့ပဲမပြီးဆုံးခဲ့ပါဘူး။စစ်ပွဲတွေအပြောင်းအလဲတွေနိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။နိုင်ငံတော်ပြည့်သိမ်းသွားတဲ့အချိန်တွေမှာတောင်ရာခိုင်လူမျိုးတို့ဟာကိုယ်ပါတာစကားကိုယ်ယဉ်ကျေးမှုကိုမပြောက်ကွယ်အောင်ထိမ့်သိမ်းထားနိုင်ခဲ့ကြပါတယ်။ရာခိုင်လူမျိုးတို့ရဲ့ပါဝါဟာပင်လယ်နဲ့ချိတ်ဆက်နေပါတယ်။နားဖန်လုပ်ငန်းစားလုပ်ငန်းစိုက်ပျိုးရေးတွေဟာရာခိုင်လူမှုပါဝါရဲ့အခြေခံအုတ်မြစ်တွေပါပဲ။ရိုးရာအခါရိုးရာဝတ်စုံရိုးရာအစာတွေဟာမျိုးဆက်တိုင်းကိုဆက်လက်ချိတ်ဆက်ပေးနေတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်ပါတယ်။အချိန်တွေပြောင်းလဲလာသလိုရာခိုင်ပြည်လည်းပြောင်းလဲလာခဲ့ပါတယ်။မျိုးပြပါဝါတွေပေါ်ထွန်းလာသလိုဤပညာအသစ်တွေဝင်ရောက်လာပေမဲ့ရာခိုင်လူမျိုးတို့ရဲ့စိတ်ဓာတ်ကတော့မပြောင်းလဲခဲ့ပါဘူး။ကိုယ့်ရင်မြေကိုချစ်တဲ့စိတ်ကိုယ့်တမိုင်းကိုမမေ့တဲ့စိတ်ဟာယနေ့ထိဆက်လက်ရှင်သန်နေစေပါပဲ။ဒီနေ့ရာခိုင်ပြည်ဟာအတိတ်ရဲ့အမတ်တရက်တွေနဲ့အနာဂတ်ရဲ့မျှော်လင့်ချက်တွေကိုတပ်ပြိုင်နဲ့ခိုင်းထားနေပါတယ်။ခလေးငယ်တွေပြေးလွှားကစားနေတဲ့အတန်တွေပင်လယ်ကမ်းခြေမှာနေဝင်ချိန်ကိုကြီးနေတဲ့မြစ်လုံးတွေဟာရာခိုင်ရဲ့အနာဂတ်ကိုပြောနေပါတယ်။ရာခိုင်သမိုင်းဟာအတိတ်ထဲမှာဒါမှကျန်ခဲ့ပဲယနေ့နဲ့မနေ့ဖြန်ထဲမှာဆက်လက်ရေးသားနေဆဲဖြစ်ပါတယ်